因为ဘာကြောင့်လဲဆိုတော့ဘာလို့လဲဆိုတော့所以ဒါကြောင့်但是ဒါပေမဲ့ဒါပေမဲ့不过ဒါပေမဲ့သူတို့သုံးခုကအဓိပ္ပာယ်တော့တူတယ်ဒါပေမဲ့သုံးပုံသုံးဒီဝါကြလေးတော့နည်းနည်းကွာဟမှုတော့ရှိတယ်然后ပြီးတဲ့နောက်而且ပြီးတော့如果တကယ်လို့အကယ်လို့ဆိုတဲ့အဓိပ္ပာယ်假如အကယ်၍ကိုယ့်ရဲ့ထင်မြင်ယူဆချက်အဲ့လိုမျိုးမဖြစ်သေးတဲ့အရာမျိုးတွေမှာသုံးတာပေါ့နော်ဥပမာငါတေဝါခဲ့ရင်နေဘာလို့မှလဲဒါတေတော့မတေသေးဘူးဥပမာအနေနဲ့သူရှင်းပြပြပါတော့ငါတေသွားခဲ့ရင်နောက်မှယူမှာလားအဲ့လိုမျိုးကြာရူးနဲ့နောက်ကျတော့စကားလေးကိုဆက်ပြီးတော့ပြောကြတယ်ပြီးလို့ရှိရင်突然ရုတ်တရက်ချက်ချင်းပြောရတဲ့စကားလုံးလေးတွေဒီစကားဆက်ဖြစ်ပါတယ်။ကွန်ဂျန်ရှင်းစကားဆက်လေးတွေပေါ့နော်။တရုတ်စကားပြောတဲ့ခါမှာအရန်ကမှအရေးပါရရောက်တဲ့စကားဆက်လေးဖြစ်ပါတယ်။ဒီစကားဆက်လေးတွေကိုနောက်ပြီးတော့ဖွဲ့စည်းပုံစံလေးရှိပါတယ်။အဲ့ဒါကတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်။အားလုံးပဲဆင်ပြေကြပါစေ။ Bye bye